ကြည့်ရောဝမ်းလေးလူရကြကြပပလို့တယ်နော်အခုလက်စွပ်လေးပေးတာလက်စွပ်ရကြည့်ရောကျွန်တော်ခေါင်းကြီးတော်ဝင်လို့ရလက်စွပ်နဲ့လေစွပ်နဲ့မားလို့ငါပြောတယ်လေဒါပြီးတော့ငါရင်တွေ့တယ်ကြီးတယ်နော်ဟုတ်လက်ဘာလို့ငါကြောက်တယ်မကြည့်နော်တောက်လျှောက်ကလေးလားဒီတောက်လျှောက်ကလေးနဲ့ကြီးနဲ့ကြည့်ရောရှေ့အနီးနဲ့သွားနေတယ်အဲ့ဒါကိုကလေးလားကလေးကလေးနဲ့ပန်းဒီမှာရေးရတဲ့စာတွေဘောကြပြည့်လေးရေးတာ ဘယ်လိုရေးရ have a happy time have a ဒီကလေးမှလေးတော်တယ်နော်အမဲမှာမဲနဲ့ရေးခိုင်းတာဘာပေါ်မှာတော့အေးဒီလည်းခုပေါ်နေပြီဟဲ့ပြီးရောဒီလေးရှောင်းစကကြီးနဲ့ခေါင်းလေးနဲ့အုပ်ပြီးတော့အကိုစုချလာတဲ့လက်စွပ်ကစိတ်တလုံးလေးစိတ်တလုံးကျွန်တော်တို့စိတ်တလုံးမကြိုက်ဘူး။ဒီကဘာကြိုက်ရင်ခွဲပဲကြိုက်။ရင်ခွဲကပိုချိုတယ်သူတို့နန်းတာဘာလို့လုံးပြန်လဲတတိရှိနန်းကြည့်တာလေကျွန်တော်ဒီတက်ရတဲ့စိတ်ကြောက်တဲ့သူလေတယ်လည်းကျခုနကလောက်ရတယ်ပုံပြ